အဲကွန်လုံနေတဲ့မောင်လေးတယောက်ကကျမကို TikTok ချက်ပေါက်မှာပေါ့နော်စိုင်းနာမည်ကိုဘယ်လိုမျိုးရွေးချယ်ပြီးပေးရမလဲအကြံပေးပါအောင်လို့မေးထားတယ်ဒီမောင်လေးကသူအတန်းပညာတွေအများကြီးမတက်ဘူးအဲကွန်ဆိုင်ဖွင့်နိုင်တဲ့အရေးချင်းတော့သူ့မှာသူ့ဟာသူရှိနေပြီပေါ့နော်ဒါပေမဲ့သူစိုင်းနာမည်ကိုဗမာလိုပေးရမလားအင်္ဂလိပ်လိုပေးရမလားဒီလိုမျိုးတွေသူစဉ်းစားမရအောင်ဖြစ်နေတယ်ပေါ့အကြံဉာဏ်လေးပေးပါအောင်လို့အမကိုမေးထားတဲ့မောင်လေးကိုအမကဒီဗီဒီယိုကနေအမတို့စိုင်းနာမည်ပေးခဲ့တဲ့အတွေ့အကြုံလေးကိုမျှဝေပေးကြပါတယ်မခတ်ဘူးအရန်ကိုလွယ်ကူပါတယ်ဒီချင်းတွင်းအဲကွန်းဆိုတဲ့နာမည်ကိုအမကိုယ်တိုင်ပေးခဲ့တာပဲဖြစ်ပါတယ်ဘာဘေးထဲမှလည်းမမေးသလိုအမရဲ့ဒီခေါင်းထဲကထွက်လာတဲ့ idea အတိုင်းကိုပေးထားတဲ့နာမည်ပဲဖြစ်ပါတယ်ဒီနာမည်ရဲ့အဓိပ္ပာယ်ကိုပြောပြရမယ်ဆိုလို့ရှိရင်အရန်ကိုရိုးရှင်းပါတယ်အမရဲ့အမျိုးသားကဒါစကိုင်းမုံရွာဘက်ကဖြစ်တယ်အညာသားပေါ့နော်အမကမကွေးဘက်ကအညာသူမမအမကချင်းလူမျိုးဖြစ်တယ်ပေါ့နော်ဒီလိုကိုစဉ်းစားကြည့်လိုက်တော့ပေါ့နော်အဲကွန်းဆိုင်ဖွင့်မယ်ဆိုတော့ဒီစကိုင်းမုံရွာဘက်မှာရှိတဲ့ချင်းတွင်းမြစ်ကိုအမစိတ်ထဲမှာကိုစားပြုခြင်းနဲ့ဒီမြစ်လိုမျိုးလူတွေကိုအကျိုးပြုနိုင်တဲ့သူကိုလည်းဂုဏ်ယူရတဲ့သူဒီလိုမျိုးဖြစ်အောင်ကိုသွားခြင်းနဲ့အတွက်ရွယ်တော့ကကိုအဲကွန်းဆိုင်ကိုမဖွင့်ရသေးဘူးစဉ်းစားနေတာဒီလိုမျိုးသွားခြင်းတဲ့အတွက်ဒီချင်းတွင်းဆိုတဲ့နာမည်ကိုအမအနေနဲ့ပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့လဲကိုယ့်ရဲ့အဲကွန်းဆိုင်ကိုဘယ်လိုမျိုး idea ထုတ်ပြီးတော့ဘယ်လိုရည်ရွယ်ချက်နဲ့ပေးခဲ့တယ်ဆိုတာကိုကျမရဲ့ comment အောက်မှာမှန်းခဲ့လို့ရပါတယ်အခုလိုမျိုးမေးမြန်းပေးတဲ့မောင်လေးလည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်နာမည်ကကိုအင်္ဂလိပ်လိုပေးတာဗမာလိုပေးတာအဓိကမကြပါဘူးကိုတွေကိုကိုစားပြုထားရင်တော့ပိုကောင်းမယ်လို့အကြံပြုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်